Press တွေဒါကျွန်တော်တို့ခန္ဓာကိုယ်ယူတွေစားလောက်ရှိမယ်ဆိုရင်ကားတစ်စီးလုံးကိုအသာလေးမှတ်နိုင်တယ်ဆိုတာမင်းယုံမလားဟုတ်ပါတယ်သူတို့ဟာသူတို့ကိုယ်လေးချိန်ရဲ့အစ90အထိမှတ်နိုင်တဲ့ insect လောကရဲ့ super hero တွေပါပဲဒါပေမဲ့ဒါကသူတို့ရဲ့တစ်ခုတည်းသောလူဝဲချက်တော့မဟုတ်သေးဘူးမင်းသိလား Press တွေမှာနားမပါပါဘူးဒါပေမဲ့သူတို့ကငါတို့ထက်တောင်အကြအယုံပိုကောင်းနေပါတယ်သူတို့ခြေထောက်တွေကနေမြေကြီးရဲ့တုန်ခါမှုကိုခံစားပြီးအတန်ကိုကြားကြရတာပါနောက်ပြီးသူတို့မှာအစာအိမ်နှစ်ခုရှိပါတယ်တစ်ခုကသူ့အတွက်ချပြီးနောက်တစ်ခုကတော့သူ့ရဲ့အပေါင်းအသင်းတွေနဲ့ဘီယမကိုဝေမျှကျွေးဖို့အတွက်ပါတကယ်ကိုစီးလုံးနဲ့အတိုက်ဝင်းကြည့်မယ်နော် Press ဘီယမကြီးတွေကလည်းနှစ်ပေါင်း30အထိအသက်ရှင်နိုင်ပြီးသူတို့ရဲ့မျိုးနွယ်စုတွေကဒိုင်နိုဆောတွေနဲ့ခစ်ပြိုင်ကလေးကကဘာပေါ်မှာရှိခဲ့တာပါအန်အောစရာအကောင်းဆုံးကတော့သူတို့ဟာလည်းလေသမားတွေပါအချို့ Press တွေဟာမှုိုတွေကိုကိုယ်တိုင်စိုက်ပျိုးပြီးအစာဖြစ်စားသုံးကြပါတယ်ဒလကညံကောင်းတဲ့တရဝါလေးတွေကိုမင်းတို့တတိထားဘူးရဲ့လားဒီလိုထူးဆန်းတဲ့တရိစံတွေအကြောင်းထပ်သိချင်သေးရင် Animal Facts မြန်မာကို follow လုပ်ထားဖို့မမေ့နဲ့ဘူးနော်နောက်ထပ်ဘယ်တရိစံအကြောင်းသိချင်လဲ comment မှာပြောခဲ့ဦးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ